လိုက်ပါလာတဲ့ဂုံသားနှစ်ယောက်ကအန်အော်ပြီးဝင်တိုက်လာကြတယ်။လင်ကလက်တစ်ချက်နဲ့လေစွမ်းရင်လှိုင်းတစ်ခုထုတ်လွှတ်လိုက်တော့သူတို့နှစ်ယောက်လုံးလဲကျသွားတယ်။စီးနှင်းလူတွေမျက်နှာဖြူပြော့လာပြီးအတန်တုံတုံနဲ့ပြောတယ်။မင်းဘသူလဲဒီလိုစွမ်းရင်မျိုးတိုင်းလောကမှာရှားပါတယ်။လင်ကပြုံးလိုက်တယ်။ငါကခရီးတဲ့တယောက်ပဲမင်းတို့ဂုံကငါ့ကိုစိန်ခေါ်ခြင်းပိုကြီးတဲ့လူကိုလွှတ်လိုက်ဒီလောက်နဲ့ငါမရက်တန့်ဘူးပြီးတော့လှဲ့ပြီးဆက်လျှောက်သွားတယ်စီးနှင်းလူတွေကြည့်နေရင်သူ့မျက်လုံးထဲကြောက်ရွံ့မှုရောနှောနေတယ်သူတွေးမိတယ်ဒီလူငယ်လေးကတာမန်လူမဟုတ်ဘူးသူ့နောက်ကွယ်မှာရှေးအောင်လျှို့ဝှက်ချက်တစ်ခုရှိနေတယ်ဂုံကိုပြန်ပြီးအစီအစဉ်အသစ်ချမယ်လို့ဆုံးဖြတ်လိုက်တယ်လင်ကတောင်ကုန်းကိုကြော်ပြီးအောက်ဖက်ခြုံဝမ်းထဲဆင်းလာတယ်အဲ့ဒီမှာရှေးအောင်တိုင်းကုန်းတစ်ခုရဲ့အပြက်အစည်းတွေ့ရတယ်နေရာကထူးဆန်းတဲ့လီးတူတဲ့စွမ်းရင်ကျွယ်ဝနေပြီးသူ့ကိုယ်ထဲကစွမ်းရင်ကတုံခါလာတယ်ဒီနေရာကသူ့အတွက်အခွင့်အရေးတစ်ခုဖြစ်နိုင်တယ်ခြုံဝမ်းထဲဝင်လာတော့ရှေ့မှာကြောက်တိုင်ကြီးတစ်ခုရှိနေတယ်ကြောက်တိုင်ပေါ်မှာရှေးအောင်စာတိုင်ရေးထားတယ်မီးနဲ့စန့်ကျင်တော်လမ်းကြောင်းခရီးတဲ့ကြီးအမွေအနှစ်လို့ရေးထားတယ်လင်ကမျက်လုံးလတ်လာတယ်ဒါကသူ့ရဲ့နောက်ထပ်အဆင့်မြင့်တင်အခွင့်အရေးဖြစ်လာမယ်ဒါပေမဲ့ဒီနေရာကိုတခြားဂုံကြီးတွေလည်းတိနေပြီဖြစ်နိုင်တယ်မုံတိုင်းကြီးတစ်ခုရောက်လာတော့မယ်